အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီလိုလားစာတွေထဲကနေပြီးတော့အခွန်တွေကိုနှုတ်ပြီးဖြတ်ပြီးတောက်ပြီးကျွန်တော်တို့စားဖို့တောက်ဖို့အိမ်ဘိုးတွေဖုံးပေးဖို့တွေယထာကတွေနှုတ်ပြီးကျွန်တော်တို့ဘယ်လောက်ကြံလဲဆိုတာကိုကျွန်တော်အချိန်ပိုင်းလှုပ်နေတဲ့လူတယောက်အနေနဲ့ပြောပြမယ်ပေါ့နော်တချို့တွေကအချိန်ပိုင်းအလုံးနဲ့လာလှုပ်ရှင်တဲ့ပတ်စံတွေအများကြီးရတယ်ဆိုပြီးထင်ကြလို့ပေါ့နော်ဒါဆိုရင်33,000ဒီ33,000ဒီကျွန်တော်အလုပ်လုပ်တာတနင်္လာကနေတောက်ကြနေတီကိုမနေ့6နိုင်ရနေည9နိုင်အထိလုပ်ပါတယ်ည10နိုင်မှအိမ်ပြန်ရောက်ပါတယ်ပေါ့နော်အဲ့တော့တနေ့ကိုကျွန်တော်ရဲ့အပြင်မှာရှိတဲ့အချိန်က16နိုင်18နိုင်လောက်ရှိပါတယ်24နိုင်မှအရင်ပြင်မှန်းပါတယ်အဲ့ဒါမို့လဲဒီလောက်ရတာပါဆိုတော့ဒီ33,000ဘယ်လောက်ကျန်လဲဆိုတော့ကျွန်တော်ပြမယ်ဒါဆိုဘယ်ရောအဲ့ဒီမှာ18,000ပေါ့နော်ဒါဆိုတစ်လစာ18,000ဒါကကျွန်တော်တို့သူ့နိုင်ငံမှာနေတဲ့အတွက်ပေးရတဲ့နေထိုင်ခွန်လို့ခေါ်တယ်ဆိုတော့18,000 2,000ပဲထားလိုက်ဒါဆိုရင်ဒီမှာ3,000နော်29,300ဆိုတော့3,000ပဲထားလိုက်ဆိုတော့ဒီက2,000နဲ့3,000နဲ့ဆိုတော့5,000ဖြစ်သွားပြီပေါ့နော်ပြီးရင်ဒီမှာ2,000ကျန်သေးတယ်ပေါ့ဒီမှာ2,000ဒီပေါ်မှာပေါ့နော်မြင်ရလားမသိဒီကအဲ့တော့9,000ပေါ့နော်9,000ရဲ့2,000ဆိုတော့9,000တစ်လ9,000ရှိတယ်9,000ဆိုတော့1,000ကိုကျွန်တော်တို့ကဘယ်လောက်တွက်မလဲဆိုတော့မြန်မာငွေနဲ့1,000ထားပါ2သိန်းပဲတွက်လိုက်10သိန်းပေါ့နော်14သိန်းလောက်ရှိတယ်ဆိုတော့ဒီမှာကျွန်တော်တို့33,000နဲ့ကနေ9,000နှုတ်လိုက်မယ်ပေါ့နော်3 4 5 6 9,000အဲ့တော့ဒီ9,000ကကျွန်တော်တို့မစားရမတော့ရပဲနဲ့သူတို့နိုင်ငံကိုပေးရတဲ့ဟာနော်အဲ့တော့ကျွန်တော်တို့အိမ်ဘိုးကဘယ်လောက်ရှိမလဲဆိုအိမ်ဘိုးက4,000ဆိုတော့4ရက်ထပ်နှုတ်မယ်နောက်ပြီးတော့ကျန်တာက1,000ရှိမယ်နောက်ပါရှိသေးလဲကျန်တာက1,000ရှိမယ်ကျွန်တော်တို့အထွေတွေအသုံးစရိတ်ပေါ့နော်တစ်နေ့ကိုကျွန်တော်က1,000 2,000 3,000ဆိုအဲ့ဒါ2,000လောက်နှုတ်လိုက်မယ်ပြီးရင်စားဖို့တောက်ဖို့က9,000နှုတ်လိုက်မယ်3 4 5 9,000နှုတ်လိုက်မယ်ဆိုကျွန်တော်ဒါကြံမယ်33,000နဲ့ဘယ်နည်းကြံမလဲပေါ့နော်2 4 6 8 14ပေါ့33,000နဲ့နှုတ်လိုက်တယ်14,000ပဲကျန်14,000ဆိုတော့10,000ဆိုကျွန်တော်တို့320ကျော်14,000ဆိုထားပါ330လောက်ပဲရှိရဆိုတော့အဲ့ဒါတော်တော်ရတာနော်390ကျော်ကနေကျွန်တော်နှုတ်ပြလိုက်တယ်330ကျော်ပဲကျန်တယ်ဟုတ်အဲ့တော့ကျွန်တော်တို့14,000 15,000 16 19 18 19 20 21 2222ကိုကျွန်တော်တွက်ပြမယ်22ဆိုတော့ဒီ22ဆိုတာဒီမြန်မာနိုင်ငံကနေလာမဲ့ကလေးတွေပေါ့နော်ဒီအချိန်ပိုင်းအလုံးနဲ့လာမှာမဟုတ်စက်ရုံအလုပ်တွေစိုက်ပျိုးရေးတွေနဲ့လာမဲ့ကလေးတွေသူတို့ရဲ့အရှိကန်လာစားတွေလို့22,000လောက်တော့ရှိမယ်ထင်တာပဲပေါ့နော်အခုဆိုတော့ဒါတွေကတင်တန်းတွေမတွက်ပြဘူးဗျအဲ့တော့22,000ဆိုရင်ကျွန်တော်တို့ကအခွန်နှုတ်မယ်ပေါ့နော်အပေးစင်ကို2,000ကျမ်းမာရေးခွန်ကလည်း1,000လောက်တော့ထားလိုက်အမှ3,000ပေါ့နော်3,000ရယ်တခြားအိမ်လက်ကရှိသေးတယ်အိမ်လက်က2,000နှုတ်မယ်ဆိုတော့9,000ပေါ့နော်9,000နှုတ်ခံရမယ်ပြီးအထွေတွေဘာညာ1,000ထားလိုက်သူတို့ကလည်းတစ်လောက်6,000လောက်နှုတ်ခံရတယ်6,000လောက်နှုတ်ခံရတော့2 4 6 8 16,000ပေါ့6,000လောက်အနှုတ်ခံရတော့16,000ကျန်မယ်ဆိုတော့16,000စားဖို့တောက်ဖို့ကသူခစ်ကြီးမှာ9,000နှုတ်လိုက်မယ်စားဖို့တောက်ဖို့ကသူတို့ကြတော့သိရမှာလားတိတ်မကုန်ကြအောင်လေစားဖို့တောက်ဖို့9,000နှုတ်လိုက်တော့ဘယ်လောက်ကျန်မလဲ17,000ကျန်မယ်2 4 6 8 17ဟုတ်တယ်ဆိုတော့အဲ့ဒီ17,000ဒီဒါအသက်တင်အပူပေါ့အခုဒါအလုံးနဲ့လာမဲ့ကလေးတွေရတဲ့လစာကနေပြီးနှုတ်ပြီး17,000ကျန်မှာအဲ့17,000ဒီ320 25သိန်းလောက်ပဲရှိမယ်ဆိုတော့ဒါအလုံးနဲ့လာမဲ့ကလေးတွေဒီ25သိန်းလောက်တော့ကျန်မယ်ကျွန်တော်တို့အချိန်မှန်သမားတွေကတော့ကျွန်တော်တို့ကခုနကကျွန်တော်ကပို့ပြီးတော့နှုတ်တယ်ဆိုတော့ကျွန်တော်တို့ကကြာပြီကြာတော့အသုံးစရိတ်ကလည်းပိုများတယ်ပိုများတော့သူများနဲ့ဒီဘယ်လိုသူများနဲ့မတူဘူးပေါ့နော်ကျွန်တော်ရောက်စားတော့လည်းတိတ်မသုံးနည်းနည်းလေးပဲအခုကျတော့ကျွန်တော်ရောက်စားတော့လစာဖြတ်ပြီးတောက်ပြီး12,000 13,000ပဲကျန်တာဒါပေမဲ့အခုချိန်မှာကျွန်တော်ချိန်ပိုင်းလုံနေတော့ကျွန်တော်တစ်လအသုံးစရိတ်က12,000 13,000လောက်ရှိတယ်အဲ့လိုကြားကြီးရှေ့ရကြီးပေါ့နော်အခုဒီ22,000တွက်ပြလိုက်ပြီးတော့17,000ကျန်တာကြတော့ဒါအခုမှလာမဲ့ကလေးတွေအတွက်ပေါ့သူတို့ဒီ17,000ကျန်နေတော့ဒါတော်တော်ဟိုနဲပြီးနှုတ်ပြထားတာပေါ့နော်အဲ့တော့
အဲ့လောက်ပဲကြံမှာပါ25လောက်ပဲကြံပါတယ်ပေါ့နော်သူများတွေကဂျပန်လာမယ်350ရမယ်ဘာညာလျှောက်ပြောနေတာတွေကအခွန်တွေမတွက်ပြဘူးလေဒီမဲ့22,000ဒီနှစ်ခု350ကျော်တယ်လေအဲ့ထက်ကနေအခွန်တွေစားသေးတောက်စိတ်တွေဒီလိုခွဲထုတ်လိုက်တဲ့အချိန်မှာကြံတဲ့ဟာကိုယ့်ရဲ့လားစာပဲအဲ့ဒါဒီ320ကျော်အဲ့တော့တချို့တွေကဒီဂျပန်ဟိုကိုရီးယားတော့ဖြစ်တယ်စလောကနေလာမယ်မလေးရှားကနေလာမယ်ဆိုမင်းတို့ဒီလောက်ပဲကြံမှာအဲ့တော့မင်းတို့ဒီလောက်ကြံတာကိုသွားပြီးတော့အမှဘာသွားလုပ်မလဲ20ကျော်မလေးရှားမှာလည်း20ကျော်လောက်ရပြီထိုင်းမှာလည်း20ကျော်လောက်ရတော်ပြီလေ15လောက်ရရင်တော့တော်ပြီဂျပန်လာပြီးတော့ဒုက္ခခံပြီးတော့စိတ်တွေညစ်ခံပြီးတော့20ကျော်လေးအတွက်မင်းတို့ဘာလာလုပ်မှလဲအဲ့ဒါကိုယ့်ကိုစဉ်းစားဒါမင်းတို့ဒက်တွက်ပြတာငါလည်းဒက်ပဲကြိုက်တာအဲ့တော့စဉ်းစားပေါ့နော်ကိုကနေအလွယ်လေးသူများတွေတို့အလယ်နဲ့လာမယ်ဘာညာဆိုပြီးအဲ့လိုလုပ်ဖို့တော့စဉ်းစားပါနော်တွက်ပြအဲ့ဒါပါပဲကျွန်တော်တို့အချိန်ပိုင်းအလောက်ကကြံတဲ့ဟာနဲ့ဒီမြန်မာနိုင်ငံကနေလာမယ်ဆိုအလောက်ကနေရမယ်ကြံမဲ့ဟာနဲ့နားလည်လောက်ပြီးထင်ပါတယ်ကျေးဇူးပါဒါဦးလေးတယောက်လာမေးထားလို့ပေါ့နော်ကြာပါပြီသူအဲ့ဒါသိကျင်တယ်တဲ့သူသမီးကိုလွတ်မယ်တဲ့ဆိုလို့